ဒါသာတို့အနေနဲ့ပရိုမိုဒါမိုအသုံးပြုပြီးတော့ဒီစကင်3កောင်ကိုဝယ်မယ်ဆိုရင်ပရိုမိုဒါမို896တုံးပြင်ဒါမို200ကျသင့်မှာပဲဖြစ်ပါတယ်ဗျာပထမဦးဆုံးတကောင်ကတော့ဇူရှင်းရဲ့90ရဲ့အနာပါတီစကင်ပဲဖြစ်ပါတယ်ဗျာဒီစကင်ကိုမိုတိုအနေနဲ့ဒီကာပရိုမိုဒါမိုမှာဆိုတော့ဗျာဒါမို1089တုံးနဲ့ရောင်းချပေးပြီးတော့ဗျာပရိုမိုဒါမိုနဲ့အသုံးပြုလို့ရတဲ့ချိန်ကြရင်လည်းဒီသေးပဲဖြစ်မှာမလို့ဗျာသာတို့အနေနဲ့ဒီစကင်ကိုဝယ်မယ်ဆိုရင်တော့ပရိုမိုဒါမို896တုံးအပြင်ဒါမို200ကျသင့်မှာပဲဖြစ်ပါတယ်ဗျာဝယ်သင့်လားဆိုရင်တော့ဇူရှင်းပလေယာမှန်ရင်တော့ဗျာဒါမို200စိုက်ပြီးတော့ဝယ်သင့်ပါတယ်ဗျာအလားတူနောက်ထပ်စကင်တကောင်ဆိုရင်တော့ CC ရဲ့90ရဲ့အနာပါတီစကင်ပဲဖြစ်ပါတယ်ဗျာဒီစကင်အားဆိုရင်လည်းပရိုမိုဒါမိုလာရင်ပြန်လဲရောင်းချပေးမှာဖြစ်ပြီးတော့ဗျာပရိုမိုဒါမို896တုံးအပြင်ဒါမို200စိုက်ရမှာပဲဖြစ်ပါတယ်ဗျာ CC စကင်အနေနဲ့ဒီစကင်မဲ့မြင်သုံးထွက်ရှိထားတာဖြစ်ပြီးတော့ဒါတို့အနေနဲ့ Starlight စကင်တော့ဝင်လိုက်ကဦးဆိုရင်တော့ဒီစကင်အားပရိုမိုဒါမို896တုံးပြင်ဗျာဒါမို200ပေးပြီးတော့ဝယ်ထားတဲ့စကင်ပဲဖြစ်ပါတယ်ဗျာနောက်ဆုံးပရိုမိုဒါမို896တုံးပြင်ဒါမို200ပေးပြီးတော့ဝယ်လို့ရတဲ့စကင်ကတော့ခုမှတိဆက်ဆက်ထွက်ရှိထားတဲ့နာတန်ရဲ့ Command စကင်ပဲဖြစ်ပါတယ်ဗျာဒီစကင်အားဆိုရင်လည်း Series စကင်တစ်ခုဖြစ်ပြီးတော့ပါဝင်တဲ့စကင်တွေကတော့ Eroda, Linear နဲ့ Nadan စကင်တို့ပါဝင်တာပဲဖြစ်ပါတယ်ဗျာ Linear စကင်ကိုဒါမို349တုံးနဲ့ရောင်းချပေးတော်လဲပဲဗျာ Nadan ရဲ့ Command စကင်ကိုဒါမို1089တုံးပေးပြီးဝယ်ရမှာဖြစ်တဲ့အတွက်တန်လားဆိုရင်တော့တန်ပါတယ်ဗျာဘာလို့လဲဆိုတော့ဗျာဒီစကင်3កောင်ဆိုရင်တော့ Promo ဒါမိုပြီးတာနဲ့ဗျာ Time Limited စကင်ဖြစ်သွားမှာပဲဖြစ်ပါတယ်ဗျာ